ခမရဦးပေါ်ထိုင်နေကြမလို့ကြောက်ကြွေးတာနော်ကြောက်လို့ကြွေးတာမဟုတ်သေးလားဒီပါလေကွာကျေးဇူးတင်ပါတယ်ငါမင်းကိုဘာကူညီပေးရမလဲငါနာမည်ငါနတ်ပါမကူညီပါနဲ့ဗျာအကူညီတောင်းမိရင်လည်းနေတိုင်းကြွေးနေရမှာမလားမဟုတ်ပါဘူးကွာမင်းခိုင်းနေတာရပါတယ်ခိုင်းပါမင်းကြွေးလဲရတယ်မကြွေးလဲရတယ်မောင်မိုးတွေကတရားကြီးစကားကြောင့်ခိတ္တတွေးလိုက်သူ့စိတ်ထဲမှာကြွားတခိုးမြင်နိုင်ကိုမြင်အောင်လာလေသည်မောင်မိုးတွေတစ်ချက်မျှပြုံးလိုက်ပြီးစိတ်ထဲမှာတော့ဒီငနာတွေတွေးပြီးပေါ့ကွာကျိန်းသွားလိုက်ကဟုတ်ပြီဗျာအဲ့ဆိုတခုတော့ကူညီပြောပါကောင်းလေးကျုပ်ကြွက်ကပ်ပြီးတွေကိုရွာကောင်တွေနှစ်ယောက်ဖော်ပြီးတော့ကြွက်တွေယူသွားတယ်ဗျာအဲ့ကောင်တွေ6ဝေးသက်မှာတေအောင်လုပ်ပေးရမှာကောင်းလေးဟာတေအောင်တော့မလုပ်နဲ့လေဗျာနောက်တစ်ခါမခိုးရဲအောင်လုပ်အဲ့လောက်ဆိုရစိတ်ချကောင်းလေးမင်းဒီမှာအိမ်မှာလားဟုတ်တယ်ဗျအဲ့ကောင်လာမဖော်ခင်တကောင်ကျော်တစ်ခါဖော်မယ်ကြွက်မြေပြန်ထောင်ပြီးတော့မနက်တကထပ်ဖော်မလို့ဒီမှာစောင်းအိမ်မှာဗျာအဲ့ဒါဆိုမင်းအိမ်နေအဲ့ဒီကောင်တွေကိုငါ6လွတ်လိုက်မယ်အဲ့ဒါဆိုလဲကောင်းတာပေါ့ဗျာကျုပ်အိမ်နေတော့ကျုပ်တော့ဂုံမချိုးပါဘူးတော့ခင်ဗျာဘာလဲအခုတော့မင်းကြောက်နေပြီမလားမဟုတ်ပါဘူးဘာမသိညာမသိပဲမသေးခြင်းလို့ပါဗျာချိုးခြင်းကျုပ်အခုချိုးသွားလိုက်ဟုတ်ပလားမောင်ဘိုးတွေကခက်တီတီနဲ့ပြောလိုက်ပေမဲ့တရေကြီးကသူ့မြင်ကွင်းထဲမှာတရေရိပ်နဲ့ပျောက်ကွယ်လို့သွားပါတော့သည်အခန်းလေး